သူတို့ရဲ့အလုတ်ယုံကထုတ်လုပ်လိုက်တဲ့ထဘိုးတွေဟာလူတော်တော်များများကြိုက်ကြတယ်တဲ့သူရဲ့အလုတ်ယုံရှိမှကြော်ညာဆိုင်ပုတ်ကလေးတစ်ခုချိတ်ဆွဲထားပါတယ်ငါဤထဘိုးသည်ထမ်းလွယ်ဤဆိုတဲ့ကြော်ညာဆိုင်ပုတ်ကလေးတစ်ခုကြော်ညာထားတာကိုတွေ့ရတယ်တဲ့အဲ့တော့သူတို့ပြုလုပ်တဲ့ထဘိုးကတကယ်ကောင်းတယ်အတွက်ကြောင့်လူတွေကချီးမွမ်းကြတယ်ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ထဘိုးဟာထမ်းရလွယ်အာဝင်ခွင်ကြဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်တဲ့အဲ့ဒါဝင်းကျင်လူတွေကသခင်ယေရှုနဲ့တာဇူဇယ်တို့ပြုလုပ်တဲ့ထဘိုးတွေကိုတော်တော်များများဝယ်ယူအသုံးပြုကြတာကိုတွေ့ရပါတယ်တဲ့ချစ်တော်ညီကိုမောင်တို့အပေါင်းတို့ဝင်ဘိုးဆိုတာလေးလံတဲ့အရာတွေဖြစ်ပါတယ်အဲ့ဒီလေးလံတဲ့အရာတွေကိုချစ်ချင်းမေတ္တာနဲ့ထားလိုက်တဲ့အခါမှာဝင်ဘိုးဟာပေါ်ပါပြီးတော့သွားတာကိုတွေ့ရပါလိမ့်မယ်တဲ့ဥပဒေတွေစီကံတွေတင်းကျပ်ပါလိမ့်မယ်ဒါပေမဲ့နှိမ့်ချခြင်းနဲ့ခံယူကြည့်ပါတင်းကျပ်တဲ့စီကံဥပဒေများကိုလွယ်ကူကူပဲလိုက်နာနိုင်ပါလိမ့်မယ်တဲ့ဒုက္ခခက်ခဲများဟာခက်ခဲတဲ့အရာတွေဖြစ်ပါတယ်သို့တော်လည်းပဲယုံကြည်ခြင်းဟာဒီဒုက္ခအခက်ခဲတွေကိုအောင်နိုင်ဖို့ရာအတွက်ခွန်အားဖြစ်လာပါလိမ့်မယ်ပူဆွေးဒုက္ခကြခြင်းဟာအလွန်ပင်ပန်းတဲ့အလုပ်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့လို့လည်းပဲညှော်လင့်ခြင်းဟာမျက်ရည်များကြားကနေပျော်ရွှင်ခြင်းကိုဖြစ်ပေါ်စေပါလိမ့်မယ်လို့ကျွန်တော်တို့သိရပါတယ်ချစ်တော်ညီကိုမောင်တို့မအပေါင်းတို့တခြင်းလေးတစ်ပုဒ်ကြားဘူးပါတယ်လောကရဲ့လမ်းများပေါ်လျှောက်သွားရင်းနဲ့မောပန်းနွားနဲ့နှလုံးသားကလွမ်းဆွလို့တန်တာမိတဲ့အမေရဲ့အိမ်ကိုစသည်ပြနော်အိမ်ပြန်နေတဲ့ညချမ်းဆုံးမေးဆိုပြီးတော့တခြင်းလေးချဘူးပါတယ်ဒီကနေ့ငိမ့်ချမ်းတဲ့အမေအိမ်စာဖုံဖုံကတော့စကလုံးလေးကိုပြောင်းကျင်လိုက်တယ်ဗါလေအိမ်ပြန်ခြင်းနဲ့ငိမ့်ချမ်းသောအဖအိမ်ဆိုပြီးတော့ပြောင်းပြစ်လိုက်ခြင်းတယ်ဘာဖြစ်လို့လဲဒီကနေ့ဖះရှင်ကဝင်လေးပြီပင်ပန်းသောသူပေါင်းတို့ငတ်ထံသို့လာကြပါငါဟာသင်တို့ကိုချမ်းသာပေးမယ်အားဖြည့်ပေးမယ်ငါထံမှာလာပြီးတော့နီးခံကြပါငါဟာနုညသိမ်မွေ့ပြီးတော့နှိမ့်ချတဲ့သဘောတရားရှိတယ်ဆိုပြီးတော့ဒီနေ့ကိုရောရှင်ကကျွန်ုပ်တို့ကိုဖိတ်ခေါ်နေပါတယ်ဒီကနေ့လူတိုင်းဟာမိမိတို့ရဲ့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အဖြစ်ပျက်တွေဒုက္ခတွေမပြေလည်မှုတွေပြဿနာတွေကြောင့်ဒီကနေ့လမ်းပြောင်းနေကြတယ်ဥတီယာမဲ့နေကြတယ်ဘယ်ကိုသွားရပါမလဲဘယ်ကိုလာရပါမလဲအထူးသဖြင့်စစ်ပြေးဒုက္ခတွေဆိုလို့ရှိရင်အခုလိုမိုးရင်းအခါမှာနေဖို့ထိုင်ဖို့နေရာခက်ခဲတွေရှိတယ်ဟိုဘက်ပြေးလဲပဲမလုံချုံဒီဘက်လာလဲမလုံချုံလမ်းမှာကမိုင်းနေထောင်ထားပြေးလာလို့မိုင်းမိရင်ခြေထောက်တွေပြအသက်တွေဆုံးရှုံးဘဝရဲ့အခြေအနေတွေဟာစိုးတဲ့စိုးလာပါတယ်အဲ့ဒါကြောင့်မို့လူတွေဟာမိသားစုရဲ့စောင့်ဝင်နေရေးအခက်ခဲတွေကြုံလာကြရတယ်သားသမီးတွေရဲ့ပညာရေးအခက်တွေ့လာကြရတယ်လူတိုင်းဝင်တုတ်တွေပြိနေကြပါတယ်ချစ်တော်ဓမ္မမိတ်ဆွေဝင်ဘိုးတွေကြောင့်သင်ဘယ်ကိုသွားနေပါသလဲဖြည့်ရှင်းလို့မရတဲ့ပု္ပ္ပာတစ်ခုကိုသင်ဘယ်လိုဖြည့်ရှင်းနေပါသလဲငါရဲ့ဘဝမှာဒုက္ခတွေများလွန်လိုက်တာဝင်ဘိုးတွေကအယမ်းများတဲ့အတွက်ကြောင့်မို့ငါဘယ်လိုဖြည့်ရှင်းရမလဲအရက်ဆိုင်ကိုသွားပြီးတော့သင်ဖြည့်ရှင်းဘူးပါသလားဒါမှမဟုတ် KTV ကိုသွားပြီးတော့ဖြည့်ရှင်းဘူးပါသလားဒါမှမဟုတ်အမြင်အကြားအာယုန်တွေကိုရတဲ့ဘေးရင်ဆရာကြီးကိုလက္ခဏာဆရာကြီးကိုသင်သွားပြီးတော့ဖြည့်ရှင်းဘူးပါသလားအဲ့ဒီလိုသွားလဲလို့ရောသင်ရဲ့ဘဝမှာအမှန်တကယ်ငြိမ်းချမ်းမှုရရဲ့လားချစ်တော်ဓမ္မမိတ်ဆွေဒီနေ့
ကျွန်ုပ်တို့ရဲ့ဘုရားရှင်များကဝင်လေးပြီးပင်ပန်းသောသူပေါင်းတို့ငါထံသို့လာကြပါငါဟာသင်တို့ကိုအားဖြည့်ပေးမယ်ငါဟာသင်တို့ကိုချမ်းသာစေမယ်ငါထံမှာလာပြီးတော့နီးခံကြပါငါဟာနုညံ့သိမ်မွေ့ပြီးတော့နှိမ့်ချတဲ့သဘောတရားနဲ့ရှိတယ်ဒီနေ့ကိုရောရှင်ကျွန်ုပ်တို့ကိုအမတ်ခံတဲ့အပြည့်နဲ့ဖိတ်ခေါ်နေပါတယ်ချစ်တော်ဓမ္မမိတ်ဆွေငါရဲ့တဘိုးကိုယူ၍ထမ်းလျက်ငါထံမှသင်ယူကြလောအကြောင်းမူကားငါ၏တဘိုးသည်ထမ်းလွယ်၏ငါ၏ဝင်သည်လည်းပို့၏တဲ့ဒီကနေ့ခရစ်တော်ပြောတဲ့တဘိုးကဘာကိုဆိုလိုတာပါလဲဂျူးလူမျိုးတွေဟာဘုရားသခင်ထံနှိမ့်ချကျိုးနိုနာခံခြင်းကိုတဘိုးနဲ့တင်စားလေးရှိကြပါတယ်ဂျူးလူမျိုးတွေရဲ့အမြင်မှာဥပဒေကပေးတဲ့တဘိုးပညာတော်ကပေးတဲ့တဘိုးတဲ့ဘာသာရေးတဘိုးအစရှိသည်ဖြစ်တဘိုးအမျိုးမျိုးရှိတာကိုတွေ့ရပါတယ်တဲ့ဒီနေ့ခရစ်တော်ကတော့ပေါ်ပါထမ်းလွယ်တဲ့သူတဘိုးကိုထမ်းပြီးတော့ဘဝကိုရှောက်လန်းကြဖို့ကျွန်ုပ်တို့ကိုဒီကနေ့ဖိတ်ခေါ်နေပါတယ်ကျွန်ုပ်တို့ရဲ့ဘဝမှာခရစ်တော်ဘုရားရှင်ကိုချစ်ချင်းမေတ္တာအားဖြင့်၎င်းယုံကြည်ခြင်းအားဖြင့်၎င်းကျိုးနိုနာခံခြင်းအားဖြင့်၎င်းသူတဘိုးကိုထမ်းနိုင်ပါတယ်ဒီကနေ့ဒုတိယဖတ်တဲ့ရှင်ပေါလုရဲ့ဆုံးမစာမှာကျွန်ုပ်တို့ကိုနီလန်းနှစ်ခုပေးထားပါတယ်လူစားရီပဂရိအဖြစ်နဲ့အသက်ရှင်နေထိုင်တဲ့လောကဆန်းဆန်းနေထိုင်ခြင်းနဲ့ဝိညာဉ်အသက်တာနဲ့နေထိုင်ခြင်းဆိုပြီးတော့နီလန်းနှစ်ခုပေးထားပါတယ်လောကီလောကုတ္တရာနီလန်းတွေပဲဖြစ်ပါတယ်ဖျားတရားနဲ့နေထိုင်ခြင်းဖျားသခင်ရဲ့အလိုတော်နဲ့အညီရှင်သန်ခြင်းဟာခရစ်တော်ပြောတဲ့ပေါ်ပါတဲ့ထမ်းလွယ်တဲ့တဘိုးပဲဖြစ်ပါတယ်တဲ့အဲ့ဒီလိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကအသွေးသားဆန္ဒအတိုင်းလိုက်လျှောက်ပြီးတော့မိမိတို့ရဲ့မာနတွေတကူကောင်းဆံမှုတွေလောဘဒေါသမောဟတွေနဲ့ကိုယ်တဘိုးကိုထမ်းပြီးတော့နေမယ်ဆိုရင်တော့အင်မတန်မှလေးတဲ့တဘိုးကိုမနိုင်မနှင်းထမ်းကြရမှာဖြစ်ပါတယ်ဘဝဟာဒီထက်ပိုပြီးတော့ပေါ်ပါပါနဲ့ရှင်သန်မှုအတွက်သခင်ဘုရားဒီကနေ့ကျွန်ုပ်တို့ကိုဖိတ်ခေါ်နေပါတယ်သခင်ဘုရားရဲ့ဖိတ်ခေါ်ခြင်းကကျမ်းစာမှာပါတဲ့ဖာရိရှဲတွေလို့မဟုတ်ပါဘူးဖာရိရှဲတွေဟာသူများပေါ်မှာဝင်တို့ဝင်ပိုးတွေကိုတင်တတ်တယ်ဒါပေမဲ့သူတို့ရဲ့လက်နဲ့တောင်မှမထိလိုကြပါဘူးတဲ့သခင်ခရစ်တော်ကြတော့ကျွန်ုပ်တို့ရဲ့ဝင်တို့ဝင်ပိုးအားလုံးကိုသူ့ပေါ်မှာတင်ပြီးတော့ထမ်းပေးခဲ့ပါတယ်သခင်ခရစ်တော်ကြောင့်နိယာမတရားတွေဟာဝင်တို့ဝင်ပိုးမဖြစ်စေဘဲနဲ့လွယ်ကူကူနဲ့ချစ်ချင်းမေတ္တာရဲ့တဘိုးဖြစ်လာကြရပါတယ်တဲ့ကျွန်ုပ်တို့ထားရမယ့်ဝင်ကိုနေ့စဉ်နဲ့အမျှတည်ဆောင်နေရတဲ့လေးလာနဲ့ဘဝရဲ့ကားတိုင်လို့မယူဆဘဲနဲ့ထမ်းမှုရလွယ်ကူတဲ့တဘိုးကိုဖြစ်စေဖို့ကျွန်တော်တို့ကြိုးစားကြရမှာဖြစ်ပါတယ်ကျွန်ုပ်တို့ရဲ့ဝင်လေး၍မထမ်းနိုင်တဲ့အချိန်မှာလဝကတ်တိုင်ပေါ်မှာကျွန်ုပ်တို့အတွက်အသက်စတေးပြီးတော့ဒီလဝကတ်တိုင်ကိုလက်ခံခဲ့တဲ့သခင်ခရစ်တော်ကိုတတိယဖို့မမေ့ကြပါနဲ့ဒါကြောင့်ချစ်တော်ညီကိုမောင်တို့မအပေါင်းတို့ဒီနေ့ကြားနာခဲ့ရတဲ့ဘုရားရှင်ရဲ့နှုတ်ကပတ်တော်မှာဝင်လေး၍ပင်ပန်းသောသူပေါင်းတို့ငါထံသို့လာကြလောငါဟာအားဖြည့်ပေးမယ်တဲ့ငါဟာနုညံ့တိမ်မွေ့တယ်နှိမ့်ချတဲ့သဘောတရားရှိတယ်ငါထံမှာလာပြီးတော့နီးခံစားမှာတဲ့ဒါဟာကျွန်တော်တို့ကောင်းငင်ရောက်ကြောင်းထဘိုးတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့မင်္ဂလာတရား၈ပါးရဲ့ပထမဦးဆုံးမင်္ဂလာတရားမှာဘာတွေ့ရလဲစိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏တဲ့အကျဉ်သူဟာမိမိရဲ့အတွင်းနှလုံးသားကိုနှိမ့်ချပြီးတော့မာနတရားကင်းစေပြီးတော့ရသည်မြတ်နဲ့ရောင်ရဲတင့်တယ်ပြီးစင်ရဲလို့လည်းပဲမတုံလှုပ်သွားဘူးချမ်းသာလို့လည်းပဲတုံလှုပ်ခြင်းမရှိဘူးလောကီစည်းစိမ်ကိုတတ်မဲ့ခြင်းကင်းပြီးတော့လောကီစည်းစိမ်ချမ်းသာများထက်သာဝရဒုက္ခချမ်းသာကိုသာမျှော်လင့်တောင်းတနေသူဖြစ်တဲ့အတွက်ကြောင့်
စိတ်နှလုံးနှိမ့်ချခြင်းဆိုတဲ့ပထမမင်္ဂလာကြောင့်ကောင်းကင်နိုင်ငံတော်ထာဝရဒုက္ခချမ်းသာကိုပိုင်ဆိုင်စိုးစံခွင့်ရရှိကြမှာဖြစ်ပါတယ်။နောက်တတိယမင်္ဂလာမှာဘာတွေ့ရပြန်လဲစိတ်နှလုံးနုညံ့သိမ်မွေသောသူတို့သည်မင်္ဂလာရှိကြ၏ထိုသူတို့သည်ပြည်တော်ကိုအမွေခံရလိမ့်မည်တဲ့အကျဉ်သူဟာစိတ်နှလုံးနုညံ့သိမ်မွေပြီးတော့ချိုးသားစွာပြုမှုဆက်ဆံတတ်ခြင်းဒီပြင်နှုတ်ကတကားလိုချိုပြီးတော့အတွင်းစိတ်အတွင်းမနှောထဲမှာတမာလိုခါးသီးတဲ့အယောင်ဆောင်လူစားမျိုးလဲမျိုးနဲ့ခြားနာပါတယ်အတွင်းစိတ်နှလုံးမှာနုညံ့သိမ်မွေ့နေမှုကြောင့်ကိုနှုတ်အမူအရာနုညံ့သိမ်မွေ့ခြင်းချိုးသားခြင်းမင်္ဂလာရှိတဲ့ပုဂ္ဂိုလ်ဟာကောင်းငင်ရွှေပြည်တော်ကိုစက္ကန့်စိုးမိုးပိုင်ဆိုင်ရတဲ့အတွက်ကြောင့်နုညံ့သိမ်မွေ့ခြင်းဟာမင်္ဂလာတစ်ပါးဖြစ်လာတာကိုတွေ့ရပါတယ်အဲ့တော့မင်္ဂလာတရား၈ပါးထဲမှာဒီနေ့ဖတ်ရတဲ့သခင်ယေရှုပြောတဲ့ငါဟာနုညံ့သိမ်မွေ့ပြီးနှိမ့်ချတဲ့သဘောတရားရှိတယ်ငါထံမှာသင်ယူကြပါတဲ့ဒီနေ့ကျွန်ုပ်တို့တွေကိုရောရှင်ပြခဲ့တဲ့လမ်းစဉ်တိုင်းသာအသက်ရှင်နေထိုင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဘဝဟာအမှန်တကယ်ကျွန်တော်တို့ထိုင်ရမယ့်ဝင်တွေဟာပေါ်ပါနေမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ချစ်တော်ညီကိုမောင်နှမအပေါင်းတို့နှိမ့်ချခြင်းပါရမီဟာပါရမီအားလုံးရဲ့မိခင်ဖြစ်တယ်အခြားသောပါရမီတွေကနှိမ့်ချခြင်းပါရမီရှိမှသာလျှင်ကျင့်ဆောက်တည်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကနှိမ့်ချခြင်းပါရမီတွေရှိဖြစ်လာပြီဆိုရင်ကြွားပါတဲ့စကားမိမိကိုချစ်မြောက်တဲ့စကားတွေကိုမပြောတော့ပါဘူးနှိမ့်ချတဲ့ပါရမီကျင့်တဲ့သူတွေကမိမိတော်ကြောင်းတတ်ကြောင်းလှကြောင်းသူတစ်ပါးတဲ့ตาကြောင်းဘယ်တော့မှမပြောတော့ပါဘူးအခြားသူတွေဟာမိမိထက်သားတယ်လို့အမြဲတမ်းအကောင်းမြင်တတ်ပါလိမ့်မယ်အခြားသူတွေကိုလေးစားပြီးတော့ဦးစားပေးတတ်လာပါလိမ့်မယ်အနစ်နာခံလာတတ်ပါလိမ့်မယ်ဒါပေမဲ့နှိမ့်ချခြင်းရှုသူတွေကတန်ဖိုးနှိမ့်ကြတဲ့သူတွေမဟုတ်ပါဘူးတန်ဖိုးကြီးမြတ်သူတွေဖြစ်ပါတယ်နှိမ့်ချခြင်းပါရမီရှိတဲ့သူတွေကချီးမြှောက်ခြင်းကိုခံတိုက်တဲ့သူတွေဖြစ်ပြီးတော့နှိမ့်ချစွာပြောဆိုအသက်ရှင်ကြဖို့လိုပါလိမ့်မယ်အဲ့ဒီလိုပါပဲကျွန်တော်တို့အတွင်းစိတ်မနှောကနုညံ့သိမ်မွေ့ပြီးတော့အပြုမှုအပြောဆိုတွေဟာလည်းပဲနုညံ့သိမ်မွေ့မယ်ဆိုရင်ဒီကနေ့ကျွန်တော်တို့ဟာခရစ်တော်စိန်ခေါ်တဲ့လမ်းကိုကျွန်တော်တို့ဆောင်လန်းနေခြင်းဖြစ်တယ်ခရစ်တော်ထမ်းခိုင်းတဲ့ထဘိုးကိုထမ်းနေခြင်းဖြစ်ပါတယ်အဲ့ဒါကြောင့်ချစ်တော်ညီကိုမောင်နှမအပေါင်းတို့ဝင်လေး၍ပင်ပန်းတော်သူအပေါင်းတို့ငါထံသို့လာကြလောငါသည်သင်တို့ကိုချမ်းသာပေးမည်ငါထံမှလာ၍သင်ယူကြလောအကြောင်းမူကားငါသည်နုညံ့သိမ်မွေ့၍နှိမ့်ချသောသဘောတရားရှိ၏ခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်တော်၏နာမတော်များ၌အာမင်